မင်းကအဲ့လိုမျိုးလာကြည့်မနေနဲ့နော်ငါအဲ့လိုကောင်းမျိုးမဟုတ်ဘူးအခုလေးပဲမင်းတို့နဲ့ငါဝင်ပြီးတော့ fight လာနော်ငါ fight တာနော်မင်းကငါဆွဲထိုးပလိုက်ပါမင်းကဘာကိစ္စထိုးရတယ်မင်းတို့3ယောက်တယောက်ချနေ3ယောက်တယောက်တော့ဟိုက3ယောက်ကငါတယောက်တည်းကွာဟုတ်လားအားလာတော့သတော်သားမင်းဟိုကောက်ထိုးတာဟိုကောက်သွားထိုးပါလားမင်းတို့3ယောက်တယောက်ချနေ3ယောက်တယောက်တော့ဟိုက3ယောက်ကငါတယောက်တည်းကွာဟုတ်လားကိုကဘာကိုကောင်းနေငါမောနေအားလာတော့သတော်သားမင်းဟိုကောက်ထိုးတာဟိုကောက်သွားထိုးပါလားမောလို့နာနေတာငါမောလာတော့抽的，还要抽的，拿毛路拿的，拿我来一桌的，哎拿，哎，不要来，也来，妈的，多来多少屁屁米，啊，欧弟，屁屁米，要你走，走来，走来，哎妈的，也不能玩的，后面，ကဲအားလုံးကြည့်ရတဲ့ဆိုတော့လဲပြီးတာပါပဲဒီကောင်တွေကရက်ွက်ထဲမှာပြန်ပြက်လိုက်ပြန်တက်လိုက်နေတယ်ခင်ဗျားတို့ကြတော့ပြောင်းလာတာတင်းမှပြောင်းလာပြီးတော့ခင်ဗျားသာကုလို့ပြစ်တာတော့မကောင်းဘူးပေါ့ဗျာတောင်းပါလားနောက်ကတော့ခင်ဗျားဒီလိုတော့မဖြစ်စေနဲ့ပေါ့ဗျာဟုတ်ကဲ့ပါကျွန်တော်ကလေကျွန်တော်တားဦးတော့မှကျွန်တော်တားလို့တော့မပြောချင်ဘူးမင်းကလည်းအိမ်ရောက်တွေ့အိမ်ရောက်တွေ့မယ်မင်းကိုကလေခလေးအိမ်ရောက်ဆိုပါမေမင်းယောက်ျားကြီးပြောထားအောင်ရက်ွက်ယုံနေမှာဟဲ့မင်းအခုအိမ်လိုက်တယ်လားအိမ်လိုက်တယ်မင်းဟဲ့ကဲခင်ဗျားတို့ပြန်မယ်ဆိုတော့ပြန်လို့ရပြီမေမင်းယောက်ျားကြီးပြောလိုက်သားပြောင်းလာသေးဘူးဟောဘာလို့ပြန်တော့မှာဟုတ်ပြီနောက်ဒီလိုမဖြစ်စေနဲ့နော်ဟုတ်ကဲ့နောက်ဒီလိုမဖြစ်စေနဲ့နော်ကျောင်းနေနောက်ကရရင်ငါတို့ရန်တစ်ပတ်လောက်မဖြစ်ဘူးနော်ကဲသွားကြဒီမှာဟဲ့အဲ့ကောင်လေးနဲ့ဖြစ်နေကြတယ်ဘာကိစ္စတော့ဖြစ်တာအဲ့ကောင်တွေနဲ့တော့ငါတို့ဖြစ်နေကြပဲခဏခဏတစ်ချိန်ချင်းချတာဖြစ်တဲ့ပြဿနာလည်းအထွေထူးမပါဘူးကွာသူတို့နဲ့ပတ်သက်ကြောင်းကြီးရတာတော့ပြောဒါကမဖြစ်သင့်တာကွာယောက်ျားလေးကမိန်းကလေးတယောက်ကိုချစ်လို့ကြီးစားစကားပြောတာအဲ့ဒါအပြစ်မှမဟုတ်တာ ယောက်ျားလေးကမိန်းကလေးတယောက်ရေးစကားပြောတာအပြစ်တော့မဟုတ်ဘူးကွာအခုကငါသွားပြောတာအဲ့ကောင်နေရဲ့ညီငယ်ဆုံးလေးကိုသွားပြောတာမင်းများတာဗောကွာမင်းယောက်ျားကြီးရေးစကားပြောရဲဆိုတော့ပြောဒီကောင်လေးရဲ့ညီငယ်ဆုံးလေးကအနှွယ်လေးကွာမင်းကလည်းအသားလေးကဖြူဆိုးချစ်စရာလေးတက်တူးကြီးကလည်းထိုးထားတယ်အဲ့ဒါမျိုးဆိုရင်ငါသိကြိုက်တာမင်းကအဲ့လိုမျိုးလာကြည့်မနေနဲ့နော်ငါအဲ့လိုကောင်းမျိုးမဟုတ်ဘူးအခုလေးပဲမင်းတို့နဲ့ငါဝင်ပြီးတော့ fight လာနော်ငါ fight တာနော်မင်းကငါဆွဲထိုးပလိုက်ပါအေးပါငါလည်းမင်းမပြောပါဘူးငါဟိုကောင်လေးကိုပြောတာပါပြီးတော့မင်းအဲ့လိုလေအေးပါမင်းက fighter မလဲငါသိပါတယ်ကွာမင်းဒီရက်ွက်တွေကိုဒီနေ့မပြောင်းလာဆိုဖေးမပြောင်းလာငါဒီနာကွာဥရွှေဘူဆိုတဲ့အိမ်သားလေးပြောင်းလာအရင်ရက်ွက်ကလည်းငါအားနေခဏခဏရံဖြစ်လို့တဲ့နဲ့တရက်ွက်ကြီးတော့ပြောင်းလာနေအခုဒီဘက်ကိုပြောင်းလာဟောအဲ့ကိုရှင်ကိုတို့အိမ်ဖေးနာလဲအဲ့ဒါသူ့အပိုင်သူငါလာတာဒါဆိုအဲ့မှာမင်းနေတာပေါ့အေးဟုတ်တယ်အဲ့ဆိုမင်းဒီတော့ငါလာလဲမယ်နော်အေးလာလဲကွာဟဲ့ငါရင်လည်းအချိန်မီးလာတယ်သဘောပေါက်တယ်နော်သဘောပေါက်တိလို့မရအောင်မင်းမေရဲ့ယောက်ျားမင်းနဲ့တစ်စက်မှမတည့်ဘူးငါမေယောက်ျားကြီးအကြောင်းတော့ပြောမနေပါဘူးကွာငါလည်းမပြောချင်ဘူးဒီကောင်ထားလိုက်ပါတော့ဒါတော့ငါလည်းသိပါတယ်ကွာအဲ့လောက်ဆိုဘာဆိုတာကိုမင်းတို့မိသားစုကိစ္စလည်းငါလည်းစိတ်ဝင်စားပါဘူးထားလိုက်ပါတော့ဘာပြောမင်းနဲ့ငါနဲ့ကဟာဒီရက်ွက်ထဲမှာအခုမှစပြောင်းလာဆိုရောက်
ရှင်းဆုံးငယ်ချင်းဖြစ်သွားတယ်နော် အေးပါငါလည်းဒီရောက်ကွက်ကိုပြောင်းလာတာအခုမှမင်းနဲ့ဦးပြအရင်ဆုံးခင်တဲ့တငယ်ချင်းတွေဖြစ်တော့မင်းနဲ့ငါနဲ့မင်းဒါကပထမဆုံးတငယ်ချင်းပဲပေါ့ကွာနော် ငါအဲ့ကောင်နေနဲ့နောက်ကထိုးရင်လေဝင်ထိုးပြုံးတော့ မိုးပေးပါပေါ့အေးလေပြောနေရမယ်လူရောမဟုတ်လား အေးအေး ငါလည်းအဲ့လိုအထိုးကြိတ်တော့ငါအရန်ကြိုက် အေးငါလည်းအဲ့လိုကောင်ရှားနေတာ ဒီကိုပြောင်းလာရဲဆိုတာလေအဲ့ကိစ္စကြောင့်ပြောင်းလာတာဟိုမှာခဏခဏထိုးကြိတ်နေရတာအားကြောင့်မို့ပြောင်းလာတာ အဲ့ဒါမင်းပြန်တော့မလား ငါမပြန်ကျင်သေးဘူးကွာ အဲ့ဒါဟာဒီအိမ်မှာမင်းကြိုက်တယ်လို့နေနော်ဟာဒီအိမ်မှာဘယ်သူမှမရှိဘူးတခုပဲစားကြတော့ဘာမှမရှိဘူး ဒီပါကွာငါလည်းဘိုင်းမစားသေးပါဘူးဘိုင်းစားတော့လန်လောစားကြတာပေါ့ ဘာမှမရှိပါဘူးဆိုမှမင်းလန်လောစားချင်နေသေး အေးပါကွာဒီရောအေး နောက်ကဟိုကောင်ကြီးရဲ့ညီအနွယ်လေးကိုရသားသွားပြောရင်မင်းဖော်လိုက်ခဲ့ပြီနော် လောက်ဖြစ်တာတော့မမှတ်ဘူးမလိုက်ဘူးကွာမလိုက်ဘူး အဲ့ဒါပြောတော့တင်ငယ်ချင်းငါလေးတော့မလိုက်နိုင် နေသားကငါဘာမှမပြောချင်ဘူးလက်မပါချင်ဘူးဘာလက်ပါရင်ပါဝင်ကြငါ့ကိုအပြစ်ပြောဦးမယ် ရှင်ရလက်တော့ကျမတို့ကဒီသားလေးကြောင့်ပဲရှိတာ ဟေးနေတက်ကြလူလိုက်ဟမ်ဒီကောင်အခုဘာဖြစ်လဲဘာမှမဖြစ်ဘူးပွားချိန်တော့လာချိန်လားစားချိန်အချိန်ဝင်စားဒီမှာဒါအိမ်တော့တန်လျာစရာမဟုတ်ဘူးနေတက်ကြလူလိုက်ဟုတ်ဘာလို့လဲဒီ ငါ့ကိုညင်းနေရပဲ ဟေးမေးပဲလဲရဒါတော့ပဲခိုင်အောင် မိတ်ရှိပါခင်ဗျာဘာမှပွားအောင်မလို့ ဒါမင်းကမရွေးနဲ့နော်မင်းအခုပဲသွားမယ်ပြော ငါတငယ်ချင်းကြီးခဏသွားမလို့ တငယ်ချင်းစီသွားမလို့ ဟုတ်တယ် မင်းအလုံးလုံးမင်းမစင်းတော့လားဟဲ့ မေးမေးယောက်ျားကြီးလည်းကြည်ပြောအားနေကျွန်တော်တွေ့စူးမဲဆိုတာကြီးပဲ ကိုထုံးကျမသားလေးကငယ်လေးရှိသေးတာဘယ်လိုလုပ်နိုင်မှလဲ ဟာငငယ်လေးရှိတယ်ဟဟလားဒီခန္ဓာကိုဒီပလာနဲ့ဟဲ့အောင်နေသားပါမင်းကငါဘယ်အသက်အရွယ်ထိလုံကျွေးနေရပါဟမ်ဒီမှာမင်းကြောင့်ဟိုအိမ်ပြောင်းဒီအိမ်ပြောင်းဟိုရက်ွက်ပြောင်းပြဿနာရှာရံဖြစ်ရုံးတွေရောက်မင်းကြောင့်အကုန်လိုက်ပြောင်းနေရမင်းနားလေလားမင်းလည်းဘာမှမသိဘူးကြောက်နေကြဖြစ်နေမင်းသိရောမယ်ကွာ မေးမေးယောက်ျားကြီးလည်းမေးပြီးအောင်ကျွန်တော်အပြင်သွားမှလားမသွားဘူးလားလို့ဟာဒီတကယ်ကြီးအေးသွားမယ်ကွာပွားနေလို့ အော်အပေါင်းအသင်းဆိုဘယ်သူများလဲအောင်မင်းရက်ွက်ထဲမှာပြဿနာအတူတူရှာရန်အတူတူဖြစ်ဟဲ့အောင်မင်းပေါင်းနေတဲ့တငယ်ချင်းကလေအုံကြားမြက်ပေါက်ကလေးကချေကောတဲရောက်ကြွကွာငါမရှိသေးကြွ မေးမေးယောက်ျားကြီးကမမိုက်ဘူးနော်ကျွန်တော်ပြောတာကိစ္စမရှိဘူးကျွန်တော်တကယ်ချင်းပြောတာတော့တိတ်အဆင်ပြေမနေဘူး ကသွားကွာကြားတယ်ဘာကောင်လို့တော်ပါပြီ ဒီကောင်လေးအဲ့လိုပြောမှရပါ အတော့တင်းနေကွာမင်းမေယောက်ျားငါဘလိုင်းကွာလာပြီးတော့ဟမ်မင်းနဲ့ပေါင်းတော့ပဲငါ့ကိုရက်ွက်တဲ့ကလေးကချီလေးပါလေငါမင်းမျက်နှာထောက်နေလို့မဟုတ်ရင်ငါကင်ထလိုက်မှာတိတ်ပဲမရှိဘူးမင်းတို့ခေါ်တာဘာမှပြဿနာမရှိဘူးလေမင်းတို့ဘာကက်မှငါမသိဘူးငါဘလိုင်းလာကွာ ငါပူဆိုးတော့ပါကွာငါ့ကိုလည်းငငယ်လေးတွေကစာမလုပ်တော့လည်းမလုပ်တော့ကြီးလာတော့လည်းအလုံးမလုပ်လို့ဆိုပြီးအားနေငါ့ကိုဒစီစီနဲ့ငါ့ကိုပြောနေတာပြောငါလည်းငါ့အမေယောက်ျားဖြစ်နေလို့ငါကြည့်နေရရော မင်းမေယောက်ျားကိုပြောလိုက်နောက်ကငါနဲ့လာကြည့်ငါကြိုက်မှာတော့အဲ့ကကြမင်းမျက်နှာပါလေငါမထောက်တော့ဘူးအကြိုပြောထားတာ အေးပါမိမကိုင်တာမကိုင်တာမင်းကန်တာဟဲ့ရောငါလည်းသူ့ကိုကြည့်တယ်ငါ့အမေယောက်ျားဖြစ်နေလို့ငါကြည့်နေရ ဒီကတော့မင်းမေယောက်ျားနဲ့ငါရှိမှအမားမလုံးနဲ့အမားလောက်တာနဲ့ငါကြိုက်ပြီရော လုံးကြပါဦးပြောလုံးကြပါဦးလုံးကြပါဦးပြောကျွန်တော်အမေယောက်ျားကျွန်တော်လိုက်လုံးနေလို့ ဟဲ့ဘေးမပြေးပြီးတော့ဘေးအဖေပဲအဖေပဲဟဲ့မပြေးလို့ပြောနေဒီကောင်က အဲ့ပထွေးစကလကလာ ဘာမလို့တော့လုံးလုံး
ဟာဒီလောက်ဒီမင်းမထွေးမင်းကိုနှိမ့်ဆက်တော့မင်းကကာဝါပေးနေသေးတယ်အဲ့ဒီကွာ မင်းဘယ်လိုမထွေးလို့ပြောလို့လဲ မင်းမေယောက်ျားဆိုမင်းမထွေးမဟုတ်ဘူးလား ငါမေယောက်ျားဆိုပါတော့ငါအဖေပေါ်ကွာ အဲ့တော့မင်းမထွေးမဟုတ်ဘူးလား မဟုတ်ဘူး အစိုးရအဖေဆိုရင်အဖေမပြောငါမေယောက်ျားငါမေယောက်ျားငါတို့ကပထွေးမှတ်ပြီးတော့အားလုံးဝိုင်းနှိမ့်ဆက်လိုက်ရတာအခုတော့ငါတို့အချုပ်ထဲရောက်တော့မယ် ကြောက်လေမင်းတို့အကုန်လုံးရုံးလိုက်ခဲ့ ကျွန်တော်တို့ကယုံလိုက်ခဲ့ရမယ်သကောင်းဆောင်မင်းကြောင့်မင်းကြောင့်မင်းကြောင့်